screen ကိုပိတ်ထားတဲ့အခါမျိုးမှာတဲ့အပေါ်ကဘားကိုဆွဲချလို့မရတဲ့နီလီမျှပါအောင်နဲ့ဟုတ်ပါတယ်ဒါလေးကတော်တော်လေးအရေးကြီးတယ်ကျွန်တော်တို့ရဲ့ဖုန်းမှာ lock screen အနေထားမျိုးမှာပေါ့နော်ကျွန်တော်တို့ဒီ quick panel ကိုဆွဲချပြီးတော့ကြတော့ကျွန်တော်တို့ရဲ့ network setting တွေအားလုံးကိုလူတိုင်းက modify လုပ်လို့ရနိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ security ကလုံးဝမရှိတော့ပါဘူးဆိုတော့ဒီ network setting တွေကိုလူအားလုံးကကျွန်တော် modify လုပ်လို့မရအောင်ကျွန်တော်တို့အနေနဲ့ဒီ secure ဖြစ်အောင် setting ထဲမှာဖွင့်ထားတာပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ Samsung အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဒီ quick panel ကြီးကိုလုံးဝဆွဲချလို့မရအောင် disable လုပ်လို့တော့မရဘူးဒါပေမဲ့ setting ထဲမှာကျွန်တော်တို့ရဲ့ network setting တွေကိုတခြားသူတွေ modify လုပ်လို့မရအောင်เนาะဖွင့်လို့ရပါတယ်အဲ့ဒီလေးကိုကျွန်တော်နေပြောပြပေးမယ်ကျွန်တော်တို့အရင်ဆုံး setting ထဲကိုဝင်လိုက်မယ်ပြီးတာနဲ့ဒီမှာပေါ့เนาะlock screen AOD ဆိုတာလေးရှိရဲကျွန်တော်အဲ့ထဲကိုထပ်သွားလိုက်မယ်ဒီမှာ secure lock setting ဆိုတာလေးရှိရဲဒီထဲကိုထပ်ဝင်လိုက်မယ်ဒီမှာကျွန်တော်တို့ရဲ့ passcode ကိုရိုက်ပေးလိုက်ပါเนาะဒီမှာပေါ့เนาะဒီ lock network and security ဆိုတာလေးရှိရဲဒါလေးကိုဖွင့်ပေးလိုက်ရမှာကဲအဲ့တော့ကျတော့ကျွန်တော် lock screen နေထားမှာဒါလေးကိုဆန်းပြီးတော့လုပ်ကြည့်မယ်ကဲအခုလို lock screen နေထားမှာကျွန်တော်တို့ရဲ့ setting တွေကိုပြန်ပြီးတော့ modify လုပ်ကြည့်မယ်အခုဆိုလို့ချင်းကျွန်တော်ဒါ internet data ဖွင့်လာတာပိတ်ကြည့်မယ်မရအောင်เนาะပြီးရင် wifi ကိုပိတ်ကြည့်မယ်မရဘူးကဲအဲ့တော့ location ကိုပိတ်ကြည့်မယ်ဖုန်းရှာလို့မရအောင်မရအောင်เนาะ bluetooth ဖွင့်ကြည့်မယ်ဗျာမရအောင်เนาะဘာမှကိုလုပ်လို့မရအောင်ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ network setting တွေကိုတခြားသူတွေက modify လုပ်လို့မရတာဖြစ်တဲ့အတွက်ဟိုခင်းတဲ့အခါမှာစတဲ့နောက်တက်တငယ်ချင်းတွေရှိမယ်ဒါမှမဟုတ်လို့ရှိရင်ကိုဖုန်းပျောက်သွားတဲ့အခါမတမာလူလက်ထက်ရောက်သွားတဲ့အခါမျိုးမှာကျွန်တော်တို့ရဲ့ဖုန်းကို Find My Device ပြန်ပြီးတော့ရှာလို့ရအောင်စသဖြင့်ပေါ့နော်ဒါမျိုးအခက်အခဲတွေဖြစ်လာတဲ့အခါမှာဒီ setting တွေကိုပိတ်ထားတဲ့အတွက်တော်တော်လေးအဆင်ပြေသွားလောက်မယ်လို့ထင်ပါတယ်နောက်ပြန်ပြန်နေကြမယ်